ကဘာတွန်းကစီးပွားရေးလုပ်ငန်းတွေဟာပြိုင်ဘက်လုပ်ငန်းတွေရဲ့ online ပေါ်ကနေဖောက်ထွင်းတိုက်ခိုက်မှုတွေအချက်လက်ခိုးယူမှုတွေဆက်ပြီးခံနေရတယ်လို့ American နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Cisco System ရဲ့အစီရင်ခံစာတစ်ခုမှာဖော်ပြထားပါတယ်။အဲ့ဒီလို cyber တိုက်ခိုက်မှုအန္တရာယ်ကိုကာကွယ်တားဆီးနိုင်ဖို့တချို့ကုမ္ပဏီတွေကမူဝါဒတွေချမှတ်ဆောင်ရွက်နေပေမဲ့လည်းရှစ်ပြေးနေတဲ့နည်းပညာတွေကိုအမိလိုက်ပြီးအန္တရာယ်ကိုကာကွယ်နိုင်ခြင်းမရှိဘူးလို့အစီရင်ခံစာမှာထောက်ပြထားပါတယ်။စီးပွားရေးလုပ်ငန်းတွေရင်ဆိုင်နေရတဲ့ cyber အန္တရာယ်ဘယ်လောက်ကြီးမားသလဲဆိုတာကို VOA သတင်းတောက် Ramon Taylor နယူးယောက်မြို့ကနေပေးပို့ထားတဲ့သတင်းကိုအခြေခံပြီးကိုအောင်လွင်ဦးကတင်ပြပေးပါလိမ့်မယ်ရှင်။အင်တာနက်မှာရာဇဝတ်မှုကျူးလွန်နေသူတွေဟာအရင်နဲ့မတူဘဲအဆင့်မြင့်လာသလိုပိုအားကောင်းပြီးအထင်ရဲလာနေတယ်လို့ကွန်ပျူတာဆက်သွယ်ရေးနည်းပညာ American ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Cisco ရဲ့အစီရင်ခံစာကဖော်ပြပါတယ်။စီးပွားရေးလုပ်ငန်းတွေအနေနဲ့အင်တာနက်လုံခြုံရေးနဲ့တိုက်ခိုက်မှုတွေကနေနလန်ထူဖို့ကြိုးပမ်းမှုတွေမှာအားနည်းချက်တွေရှိနေတာကိုလည်းထောက်ပြထားတာပါ။သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့အစီရင်ခံတင်ပြချက်တွေအရတနစ်တာကာလအတွင်းလုံခြုံရေးအတွက်ခင်မင်အောင်မွမ်းမံထိန်းသိမ်းမှုတွေမှာ10%ရော့ချနေတာတွေ့ရသလိုကွန်ပျူတာစစ်ပစ္စည်းပေါင်း1,500,000ကိုစမ်းစစ်လေ့လာရမှာအန်ဒီရရှိတဲ့ software တွေကိုအသုံးပြုနေတာ92%ရှိနေတာကိုလည်းတွေ့ခဲ့ရပါတယ်။ Cisco ကုမ္ပဏီအင်ဂျင်နီယာချုပ် Jason Babinek ကတော့ဘယ်သူမှမဆိုအင်တာနက်ကနေတိုက်ခိုက်တာခံရနိုင်တယ်လို့သတိပေးပါတယ်။ငွေညှစ်ဖို့လူတယောက်ကိုတိုက်ခိုက်တာပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းတစ်ခုကိုပဲဖြစ်ဖြစ်ဒီလူတွေကစနစ်ကြီးတစ်ခုလုံးကိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ဂိုင်လို့ရမယ့်ဟာတစ်ခုခုကိုရှာပြီးအသုံးချတတ်ပါတယ်။စိုက်ဘာတိုက်ခိုက်မှုတွေကိုတော့စောင့်ကြည့်အကဲခတ်ပြီးတွေ့တဲ့အချိန်မြန်မြန်ဆန်ဆန်တုံ့ပြန်ဆောင်ရွက်ဖို့လိုတယ်လို့လည်း Skype ကနေမေးမြန်းရမှာအင်ဂျင်နီယာချုပ် Babinek ကပြောဆိုခဲ့တာပါ။ Numerically we see that အရေးအတွက်အားဖြင့်စီးပွားရေးလောကကြီးတစ်ခုလုံးမှာတနေ့အကြိမ်100ကနေ200လောက်အထိလုံခြုံရေးစီကျိုးပေါက်လေရှိပါတယ်။ဒါပေမဲ့လည်းခင်မီနည်းပညာတွေကိုပိုသုံးလာတာနဲ့အမျှဒီကိန်းဂဏန်းတွေကိုနိုင်ပိုင်းအတွင်းမှာရှော့ချပစ်နိုင်ပါတယ်။အင်တာနက်ပေါ်ကရာဇဝတ်မှုတွေကိုတိုက်ဖြတ်ဖို့လိုအပ်လာတာနဲ့အမျှနည်းပညာကျွမ်းကျင်သူလိုအပ်ချက်ဟာလည်းမကြုံဘူးလောက်အောင်ကြီးထွားလာနေပါတယ်။စိုက်ဘာလုံခြုံရေးအလောက်ကိုင်းဈေးကွက်ဟာ2015ခုနှစ်မှာအမေရိကန်ဒေါ်လာ85ဘီလီယံရှိနေရကနေ2020ပြည့်မတိုင်မီဘီလီယံ190အထိဖြစ်လာနိုင်တယ်လို့လည်းနာမည်ကျော် Forbes မဂ္ဂဇင်းကခန့်မှန်းထားပါတယ်။အမေရိကန်ခြေဆိုင်အလောက်ကိုင်းသုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ Indeed ရဲ့စီးပွားရေးဌာနအကြီးအကဲ Tara Sinclair ကတော့စီးပွားရေးလုပ်ငန်းတွေမှာစိုးရိမ်မှုတွေရှိနေတယ်လို့ပြောပါတယ်They're definitely concerned about their businesses. They're concerned about စီးပွားရေးလုပ်ငန်းတွေမှာစိုးရိမ်နေကြတာကတော့သိကြပါတယ်။ပိုင်ဆိုင်ထားသမျှတွေကိုကာကွယ်နိုင်မဲ့ဝန်ထမ်းတွေရဖို့တိုက်ခိုက်မခံရအောင်လို့လုံခြုံမှုရှိဖို့လည်းစိုးရိမ်နေကြပါတယ်။ Cisco ကုမ္ပဏီကတော့စိုက်ဘာလုံခြုံရေးအတွက်ကမ္ဘာတဝန်းမှာအလုပ်နေရခံမှန်းခြေ1 သန်းလောက်လေ့လာနေတယ်လို့ပြောပါတယ်။အကြီးဆုံးအင်တာနက်လုံခြုံရေး software ကုမ္ပဏီ Symantec ကလည်းဒီလိုအပ်ချက်ဟာ2019ခုနှစ်လောက်ရောက်တဲ့အခါ1 သန်းခွဲလောက်အထိဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျာ။